အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကိုကန်လီသူဖြစ်ပါတယ်ကျွန်တော်မကြခင်မှာပို့လူမျိုးသက်ဆိုင်တဲ့ content video တွေဖန်တီးတော့ဖို့ရှိပါတယ်ကျွန်တော်ရဲ့ content video ကိုဘယ်မှာကြည့်လို့ရမလဲဆိုရင်တော့ကျွန်တော်ရဲ့ဒီ TikTok account မှာဝင်ကြည့်လို့ရသလိုကျွန်တော်ဒီ YouTube နာမည်နဲ့ရိုက်ရှာပြီးတော့ subscribe လုပ်ပေးဖို့เนาะကျွန်တော်တောင်းဆိုပါတယ်เนาะမကြခင်မှာကျွန်တော်ပို့လူမျိုးသက်ဆိုင်တဲ့ content တွေကျွန်တော်ဖန်တီးဖို့ပဲမယ်ဒါကြောင့်ကြည့်နိုင်ဖို့အတွက်နော်ကျွန်တော်ရဲ့ TikTok နဲ့ YouTube ကောက်ကို subscribe လုပ်ပေးဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ပြီးတော့ကျွန်တော်တစ်ချက်ပြောချင်တာကကျွန်တော်ဒီ content ဖန်တီးရတဲ့ရချက်ကကျွန်တော်ပို့လူငယ်တွေကိုကျွန်တော်ပို့လူငယ်တဲ့သက်ဆိုင်တဲ့သမိုင်းမှန်ကိုကျွန်တော်ပြီးသိချင်တယ်အဲဒါကြောင့်ကျွန်တော်လေးလာပြီးတော့ကျွန်တော်သိတယ်လို့ကျွန်တော်ဒီ content တွေကိုဖန်တီးရခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်လူမျိုးကိုလည်းကျွန်တော်ကအနုပညာနဲ့ပြန်အကျိုးပြုချင်တာပေါ့နော်ဒါကြောင့်ကျွန်တော်ဒီ content တွေကိုကျွန်တော်စဖန်တီးနေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ကိုနောက်ဆိုရင်ကျွန်တော်လုံးမဲ့ဗီဒီယိုတွေပေါ်မှာကျွန်တော်ကို blame မဲ့လူတွေရှိတယ်ဝေဖန်မဲ့လူတွေရှိတယ်ဒါတော့ကျွန်တော်တို့ရဲ့တကန်တာပေါ့နော်တို့ရဲ့ brain တို့ရဲ့တွေခေါ်ပေါ့နော်တို့ရဲ့ own လို့စားတာတူပေါ့ဒါတော့ကျွန်တော်ဒါတွေကိုကျွန်တော်မမပါဘူးဒါကတော့ကျွန်တော်လို့ရှိရကျွန်တော်လို့မယ်ကျွန်တော်တီးတဲ့အမြင်ကျွန်တော်တီးဖို့တော့ကျွန်တော်တင်ဆက်မယ်နောက်ဗီဒီယိုမှာဆက်တွေ့ကြမယ်ဒါကြောင့်တွေ့နိုင်အောင်ကျွန်တော်ရဲ့ TikTok account နဲ့ကျွန်တော်ရဲ့ YouTube account ကို subscribe နဲ့ follow လုပ်ပေးကြဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဒါအားလုံးကိုတောင်းဆိုပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့ကြမယ် thank you